အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အခုမြင်နေရတဲ့ရဲသားကြီးကိုလာရွှေစီကနေပြီးထွက်ပြေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့စကားတွေရှည်ရှည်ဝေးပြောမနေဘဲနဲ့ဗီဒီယိုလေးကိုဆက်သွားကြမယ်ပေါ့နော်ကဲစလိုက်ရအောင်โอเคငါဒီကနေထွက်ပြေးဆိုပါအရင်လိုလဲဆိုတော့ထွက်ပြေးရမှာပေါ့ဟုတ်တယ်မလားဟုတ်ပြီလို့ချစ်စရာလေးဒါတွေကပြောနေဖို့အချိန်မရှိငါဒီကနေထွက်ပြေးမှာပဲရနေသမ်းမအောင်ဒါကြီးကဘာကြီးလဲအော်ဒါရဲသားကြီးကိုလာရွှေစီကနေငါနောက်ဆုံးခိုးခဲ့တဲ့အရာပဲတော်သေးရပါသူပြဲမယူသွားလို့ငါမှတ်မိငါဘာလို့ထောင်နေရလဲဆိုအဲ့ရဲသားကြီးကသူ့ရဲ့တုပ်ကိုခိုးလို့ဆိုပြီးငါ့ကိုဒီထောင်ထဲကိုထည့်လာတာရတယ်ဘာဖြစ်ငါဒီထောင်ထဲနေမရအောင်ထွက်ပြန်ကြည့်နေဟာအရေးတဲ့လာပြန်ပြီကွာကဲခုံးလားခုံးမရောက်ပြီဟာမဟုတ်ဘူးတတအဲ့ဒါစလိုက်တာနောက်လိုက်တာပြန်ခုံရမကြည့်နေရော့ဟာကြပြန်ပြီနော်မဟုတ်တော့ဘူးကွာကဲဒီကအတီခုံမရော့အားချေချော်ရတာအမှန်ချေချော်ရတာအတီပြန်ခုံရဒီမှာအမဟာနော်မဟုတ်တော့ကဲလာသန်းဒီတစ်ခါမှမရရင်ဂိမ်းဖြတ်ပြီရော့အမဂိမ်းဖြတ်မယ်ဆိုမှငါ့ကိုလာလှုပ်ပေးနေကဲဆက်ဆောင်မယ်သွားမယ်ဟာတားရမင်းလည်းဒီမှာပဲလားကွာကဲဒါတွေပြောနေဖို့အချိန်မရှိဘူးဖွင့်ခေရပြီဆိုတော့သွားမရော့မှာတစ်ချက်ခုံတာအမနောက်ချက်အမတစ်ချက်အမခုံရော့မှာခုံဒါပဲဒီတကားငါသိတယ်ဒါနဲ့မှရမှာဒီတုံးနေရိုက်ဖွင့်လို့မရအောင်ကဲရော့မှာငါမဟုတ်ငါခလုတ်မားနေတယ်ပြန်နေမယ်ရော့ရပြီသွားမယ်ဟုတ်တယ်ကဲအခုတော့ငါအပြင်ကိုတော့ရောက်လာဘယ်မှာလဲမသိဘူးကိုလာရွှေကိုလာရွှေမြင်သွားပြီပြေးဟေ့မင်းဘယ်ကြီးရလဲပြန်လာခဲ့စမ်းဟေ့မင်းကဒီထောင်စီကထပ်မပြေးရောက်လို့ပြောတာဟေ့မင်းဘယ်ကြီးရလဲဟာကွာဒီကိုလာရွှေရတော့ငါ့ဒီညော်ဝဲပြန်ပို့တယ်နေကိုလာရွှေမသိအောင်သွားမှရမင်းကဟေ့မင်းကတော့ပြေးနေလို့ပြောနေတယ်လေဟေ့ပြန်လာခဲ့စမ်းသူလိုက်လို့မရပါဘူးကွာဘာဖြစ်လို့လဲဆိုတော့ငါဆရာကြီးလေလိုက်လို့မရသူငါနောက်လိုက်လေသူကဘိုက်ရွှေနေဆိုတော့လိုက်လို့မရကဲသူအောင်မကဲပြေးတော့မှာအတန်ကြားဝါပြီးငါအပေါ်တနက်တင်နဲ့တနော်ကနဲ့ချော့ကိန်းပြီးတော့ပြောကင့်နေမှာဒုက္ခရောက်နေလိမ့်မယ်တွားကဲဖြည်းသွားတနက်မရှိမသူ့ဒီမှာတုတ်ရှိအဲ့တုန်းကပြအမေပြတော့မလေးတော်သေးတာပေါ့ကွာတော်သေးတယ်အဲ့ဒါငါကန်ကောင်းသွားတာသွားမှရမြင်ကဲ okay ရောက်ပြီဒါပဲ yes သွားမယ် let's go တော်ဖွင့်ဒါပါဒါယောက်ျားလေးအိမ်သားကြီးဒီသမော်ဒီပုံအပြင်မှာရှင်းအောင်ဘယ်လိုအထင်မှာဒါလည်းပါဒီယောက်ျားလေးပုံအထက်မှာလာရောက်နေတော့ကြအပြင်မှာမင်းကလေးပုံထားတယ်အထဲကျမှယောက်ျားလေးပုံကပြဿနာကြီးတက်နေတော့ဟဲ့အိမ်သားထဲမှာရေးချိုးလာဟာဟိုနန်းမှာလေဥစဉ်နေဟုတ်ကဲ့ပါလို့ရတယ်ဒီတကားလက်နဲ့ဖွင့်မှာပဲရတယ်ကွာအေးတယ်တူโอเคဟာငါဘလို့ဒီလာဘာတွေနဲ့နေအောင်ရောက်ကိစ္စမရှိဘူးငါရအောင်သွားပြမယ်ရှော့မှာခုံးလားရှော့မှာခုံသွားโอเคရောက်တော့မယ် just ဒါပဲဆက်သွားအမလီဒီအစိုးရကတော့ပြုတ်ကြရင်တော့သေမှာပဲဟေးမရဘူးခသွားဟိုဘက်ကိုသွားမှာဟာဟိုမှာဘောလုံးကြီးပြေးပုံတော်သေးတာပေါ့ဆက်သွားမှရမယ်ဒီဘောလုံးကြီးကငါလာမယ်တော့နေဒီမှာပုံနာလာမယ်အေးထင်ထားတဲ့အတိုင်းပဲငါသာဆက်သွားလို့ကတော့ဘောလုံးအကျိတ်ခံရပြီးသေးပြီတော့ကြပြားအောင်မယ်โอเคတက်မယ်အပေါ်မှာလည်းဘယ်သူရှိအောင်မလဲမသိဘူးကွာဟာဒါကိုလာရွှေညီကိုရွှေလှပဲဟာကိုရွှေလှမလုပ်ရနဲ့ဗျာကိုရွှေလှရကျွန်တော်ဒီဆောင်နေကနေတက်ပြေးခင်ပြေးပါကိုရွှေလှရမင်းကဘာဖြစ်လို့ခပြေးခင်ပြေးရမှာလဲကွာလောက်ကကိုရွှေလှရကျွန်တော်ခင်ဗျားကိုပတ်စံ10သိန်းပေးပါမယ်ဗျကျွန်တော်တောင်းနေမှာနော်ကိုရွှေလှဟာပြုတ်ကြပြီဒီကိုရွှေလှစီးအောင်လို့လည်းမရပြေးတာပဲကောင်း
ပြေးဟေးပြေးဟာလောဟောပြေးနိုင်မှလွတ်မယ်โอเคခုံးလားဒီခါလာပါတဲ့ထက်ကြလို့တော့ငါကိုရွှေလာရဲ့လောက်တာခန်းမှာတေးကြတယ်မြောင်အဆင်မပြေဘူးဆက်သွားတာโอเคရိုက်ဆက်တော့โอเคနောက်ဆုံးတော့လေကိုရွှေလာဘန်းတော့မခံရတော့ကဲဟာကွာဒီတောင်ရတုံးထူးတန်းလိုက်တာအပေါ်တက်လိုက်အောက်ဆင်းလိုက်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 အော်ငါလည်းဒီနေရာတွင်လဲနေတယ်ခဏနေတပါလေဟောဒါအချိုးရောင်းတဲ့နေရာငါသိတယ်ဒီနေရာမှာအချိုးတွေရောင်းလို့ရတယ်စပီစပီတောက်မကိုပြေးဟေးဒါပဲပါဝါရပြီကိုရမုံပြန်ခုံမပြေးခုံနာအာပြုတ်ကြပြီဟေးကဲကြပါဦးအာရော့ကွာညနေထပြေးโอเคပြေးတာစပီအဆွမ်းအမခန်းနဲ့ဟာငငယ်လေးကစပီကိုဟွာထမင်းစားပြီး6ဘူးထမင်းမစားခင်12ဘူးအိမ်နာမတက်ခင်16ဘူးပြီးရင်အိမ်နာမတက်ခင်16ဘူးအိတ်ခန့်နီး18ဘူးတောက်ထားတာကွာတကယ်လက်တွေမှာအဲ့လိုသွားတောက်လို့မရတော့ကြကြရင်ချောင်းဆိုပြီးတေးနေအောင်မစတာနော်တကယ်လိုက်မတောက်နဲ့ဟေးတက်အာပုတ်စော်ရီနဲ့နေလမ်းမနေခုနတော့သိအောင်နဲ့အမလေးလေတက်တော့လေโอเคလေကဟာရအပိတ်ကြီးကွာဒီကားထဲမှာလာမလို့ဖွင့်ကြည့်အောင်ပါအော်ဟုတ်တယ်ဒီမှာလေကဒါပါကြီးလေအာဒါလေကားတွေကိုပွားတဲ့ဟာဟုတ်တယ်သွားမယ်တတသွားမယ်တတသွားတော့မယ်โอเคဒီမှာချမယ်ပြီးရင်ထွက်မယ်လေဒီလိုပဲဖြစ်နေရမယ်တက်တာအောင်မြင်ကန်နီးနေပြီးတော့ငါခံစားနေရတယ်ဟာဟုတ်ပြီပါမထူးကွာသွားကဲအဓိကပြုတ်မကြဖို့အရေးကြီးတယ်ဟေးပြုတ်မကြဖို့အရေးကြီးတယ်ဟာသွားတာ yes ဒါပဲရောက်ပြီတက်အပေါ်တက်မခုံးရမယ့်နေရာရောက်ပြန်ပြီဟာမိုးလေစတာမစားသေးဘာလို့တည်တော့ခုံးရော့မခုံးအေးစေးပါငါဆရာကြီးရခုံးနာဆရာကြီးလာဆရာကြီးဘယ်လိုခုံးမလဲကြည့်ဆရာကြီးကဒီဘောတော့โอเคဆရာကြီးခုံးရမယ်ဆရာကြီးကွာမနောင်ဒါနောက်ဆရာမโอเคသွားမယ်ဆက်တိုးမယ်ဒီကနေလုတ်ဖို့အရေးကြီးတယ် let's go သွားကြသွားမယ်အော်ရော့ကွာမှာပြုတ်ကြပြီဘယ်ကိုပြုတ်ကြလာတော့လို့ဟာမဟုတ်တော့ဘူးကွာဒီနားယူပြန်ရောက်လာတယ်ငါသေးပြီးတော့မှတ်တယ်ဘယ်ဟုတ်တော်သေးရပါဒီနေရာပဲပြန်လို့ထက်တော့ပြုတ်မကြနေတော့နော်ကဲဒီဘက်ကိုပဲသွားတော့ဒီခါလို့ရင်တော့ပြုတ်မကြတော့ဘူးလို့ထင်တာပဲဟုတ်တယ်မလားမကြောက်ဘူးလားမကြပါဘူးကြတဲ့အကြောင်းမရှိတာအဲ့ဒါဒီဘက်သွားမယ်ကွာမကြောက်ဘူးလို့မကြည့်ကြိုက်လို့ပြောလိုက်ကြိုက်လို့ပြောတွေ့လားမကြောက်ဘူးဆိုမကြောက်ဘူးဦးရဲ့ကြားတယ်ဆိုကြားဒီကလည်းမကြားသေးဘူးကြည့်လိုက်ကြည့်ဟာယောဒါပါရီလေထွားဟာဟုတ်ငါပြောတော့ဒိန်းနေထွားမှာမဟုတ်ဘူးလို့မာနေပြီဟဲ့လောက်ကြအောင်အော်ရပြီကဲဆက်လုံးမယ်ဟာကြာပြန်ပြီမဟုတ်အဲ့ဒါအဲ့ကျွညာလာလို့အဲ့ကျွညာလာမလားငါအေးဆေးလုပ်လို့ရတယ်တွန်းကြည့်ဟာမဟုတ်အဲ့ခုံမှုမိသွားတာ
ခုံဝင်ရတယ်ငါဆရာကြီးမင်းကြည့်လိုက်ခုံရမယ်နော်ဆရာကြီးကဒီလိုခုံရတယ်ဟာနော်မဟုတ်တော့ဘူးကမင်းကမဟုတ်တော့ဘူးကနေမဟုတ်တော့ဘူးပြောင်းလဲလာပြီအချိန်ယူပြီးခုံရမယ်ကြည့်အချိန်ယူပြီးခုံမှာဟာမရပြန်ဟူးမထူးပါဘူးကွာငါမင်းအခုံစွမ်းရင်ကြအိမ်ရောက်မှငါဟိုဗါလေထိုင်ထလီးခြင်းငယ်ထိုင်လိုက်ထားလိုက်နဲ့အပေါ်မှာခုံပြီးတော့လီကျင်းရမှာသွားမယ်ခုံရပြီဖွင့်ဟောပိတ်လို့ပြောရမှာမားနေတက်လေကားနဲ့တက်လေကားနဲ့တက်လေကားနဲ့တကွတက်ပါကွယ်ရောက်ပါတော့မယ်ပြေโอเคဒါလည်းမချစ်ပြီးဝါလည်းမချစ်ပြီးဒီကလည်းမချစ်ပြီးဆိုသွားမယ် let's go သွားကြသူဟေးပြောမယ်ခေါ်အမခေါ်နာသွားမယ်သွားကြမယ်ဟေးသွားပြီးရင်သွားကြမယ်သွားတယ်သွားမယ်ထွက်ပြေးကြမယ်လေအမလေးတိုက်တော့ပြေးတယ်အခုံနာခုံနေကွခုံနေကွခုံနာဟေးခုံနာဟာမိုးဒီကငါတချင်းနေအောင်မှားဘူးခုံလိုက်အပြင်ကိုရောက်ဖို့အတွက်ကိုခုံလိုက်ခုံပြီးတော့ကိုတေချာခုံနာခုံမနိုင်မှာကွာဟာနောက်တော့ပြုတ်ကြလဲပြတ်မှန်ကြိုးစားလို့ရတယ်ကွာအာဟာခုံနေကြားတယ်အဲ့ဒါလေရှုံးမပေးဘူးပြန်လဲကြိုးစားမယ်ပြေးခုံနေထက်ကြပြန်လဲကိတ်တမ်းကြီးဘူးတက်လည်းကြိုးစားပြမယ်ကြည်တာခုံနာလွတ်မြောက်အောင်ခုံနာဟပြုတ်ကြပြန်ပြီကွာတချင်းဆိုရင်မကောက်ပါဘူးရိုးခုံနာလေးပဲကောင်းတယ်ဟာရိုးခုံနာလေးမကောင်းငါဘလို့ခုံရမှာလဲဘာသာစကားမှမပြောပဲခုံရမလို့ဖြစ်နေခုံကွာအဲ့လိုပဲပြောရမယ်ခုံကွာဟုတ်ပါဘူးနောက်ခုံခွာတယ်ခုံကွာရပြီနောက်ဆုံးတော့လေဒီနေရာရောက်ရှိလာပြီဒါပါနေရလဲအာစူပါမန်လို့ဝမနေရလားမသိဘူးစူပါမန် yes ဒါပဲတော့မယ်ဟာရဟာနေအပေါ်တက်ခုအောက်ဆင်းအပေါ်တက်လိုက်အောက်ဆင်းလိုက်နော်ဟုတ်တော့ဟာဟိုမှာစပုံမူဒါဘယ်သူလဲမသိနာမည်တော့မေ့ဟုတ်တာစပုံမူမစ္စတာလားမသိဟုတ်တယ်မစ္စတာဦးချက်ကြီးမစ္စတာဦးချက်ကြီးမလုပ်နဲ့လေဗျာဟာမစ္စတာဦးချက်ကြီးမလုပ်ပါနဲ့လို့ရောမျိုးငါဖမ်းမှာရောမသိဘူးရောမင်းထွက်ပြေးလာတော့မထွက်ပြေးပါဘူးဗျာကျွန်တော်ထွက်ပြေးတယ်ရော့ဒါပဲပတ်စံနေရပြီအဲ့တော့အေးစီမူစားလို့ရဒါပိုင်းလည်းမဟုတ်တွေ့ဒီမုတ်တနေကြီးဆန်းတာကဲသွားမယ်မဟုတ်သေးပါဘူးဒိတ်ရနောက်ထပ်တစ်ခုကြီးကငါအခုမှဝင်လာတာအထက်အခုမှထွက်လာတာပြန်တော့မဝင်ဟုတ်တယ်မုတ်တီထွက်တဲ့တနကြီးသွားမယ်ဒိတ်ရလေပိတ်ထားအကြီးတက်လာမသိဒါလေးမို့ပေနာမှာတကားဟိုမှာတွေ့ကျွန်တော်တို့ကဲသွားမယ် let's go သွားကြသူโอเคဖြည်းဖြည်းလေးနော်ဖြည်းဖြည်းလေးတကယ်ပြုတ်ကြနားတေးပါပြီဗျာကဲဆက်သွားတာမှရမယ်နားနေလို့ညပို့ဆက်သွားအဲ့ဒါမှမြင်ဟိုကဖြစ်မှာဒီကပွင့်ဒါရမီကအပေါ်ထက်တက်အောင်မယ်နေအပေါ်တက်လက်အောက်ဆင်းနေပြီးနေအောက်ပြန်ဆင်းရအောင်မလားမသိဟာဒီလေသာလေးကတော့လွဲပါတယ်အေးစေးဒီအဆင့်လေသာလေးကဘာမှခက်တယ်မဟုတ်ကြည့်လိုက်မကြည့်ဒီလောက်လွယ်တာကွာဘယ်သူကအမြင်ရှုံးနေလဲမသိငါတော့တစ်ခါမှမရှုံးဒီမှာကြည့်တွေ့
ဘသူတွေကဒါကိုခတ်တယ်ပြောဘသူတွေကဒါကိုခတ်တယ်ပြောပြီးဒါဒီမှာလာသေးနေတယ်မသိဒီလောက်လွယ်တာအတားပဲရှိသွားမယ်ဒီလေးသားရဲ့အေးစေးဝါအမလေးအာပြုတ်ကြခင်နီးတော်သေးတာပေါ့ဆက်သွားရမှရမယ်ဟောတော်သေးတာအောက်ပြန်မစင်းရဟမ်ဟာအေးပါကွာလေကားကြီးကိုယူပါဦးမယ်လေကားမဟုတ်ပါပြင်ပြပြင်ပြကိုယူစင်းချသွားကောက်ကောက်လေကောက်လို့ဟာဘာလို့ကောက်လို့မရကောက်စမ်းဒီဘောတက်မှာကောက်လို့မရဘူးခါအရှင်နဲ့တိုးပြီးမှခြာမှရမယ်โอเคရပြီသွားမယ် let's go okay ဒါကိုပြန်ကောက်မျိုးခုနလိုအရှင်နဲ့တိုးပြီးတော့ရလား okay ရပြီဆက်သွားမယ်နောက်ဆုံးတော့အပြင်ရောက်ခဲ့ပြီကွာဒါပဲသွားမယ်သွားကြမယ် let's go ဟာရောက်ရေးဥမဦးလာရွေလာပြန်ပြီကွာယော့ပြစ်စမ်းအမဘနာနာဟုတ်ပါဘူးဘနာနာတော့ဖြစ်တယ်ဖူမရှင်ဟုတ်တယ်မဟုတ်ဖူ RPG လည်းမကောင်းဖူ PG ဒါလေးမဆိုဖူ PG နေပြင်မှာမင်းငါဖူ PG နဲ့ယော့ဖူ PG ရဲ့အစွမ်းအမခန့်နဲ့ကွာယော့ကဲအခုကိုလာရွှေပါတက်နိုင်တယ်ငါလည်းကိုလာရွှေခေါ်လဲဦးလာရွှေခေါ်လိုက်နေတယောက်တည်းကိုပတ်ရှုပ်နေတော့တာပဲအဲ့ဒါအရေးမကြီးဘူးအခုလောလောဆယ်ဒီမှာကြာနေတဲ့ဥစ္စာတွေကိုကောက်ရမယ်ကောက်ပြီးရင်ဆက်သွားမှရမယ်နားလို့မြโอเคဒီမှာကားတစ်စီးကြီးအဲကားနဲ့အပြင်ထွက်မယ်ဒါပဲ yes ဒါပဲလွတ်ပြီကွာလွတ်ပြီယေဟာခဏနေငါတကားရင်ဖွင့်လိုက်အောင်မယ်ငုံးပါလေဘူးကောင်းတယ်တကကဲသွားမယ်ရော့ကွာကြားတယ်သွားမယ်အားလုံးပဲဘိုင်ပါကြည့်ပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်သဘောကျရင်တော့ like and subscribe လေးလုပ်ခဲ့ပါကျွန်တော်တို့ဒီထက်ပိုမိုကောင်းမွန်တဲ့ဗီဒီယိုမှာတွေ့ပါမယ်အားလုံးဘိုင်